လူတွေကသူများလက်ညှိုးထိုးပြီးတော့လူညံ့လို့ပြောကြတယ်သူများကိုလက်ညှိုးထိုးပြီးတော့လူတော်လို့လည်းပြောကြတယ်နော်အဲ့ဒီအပြောကြောင့်ညံ့ညင်းတော်ခြင်းဟာဖြစ်နိုင်သလားဒါစဉ်းစားကြည့်ပါနော်ကိုယ်တရားရောက်ကလာပြီးမင်းလူညံ့မယ်လို့ပြောလို့သူပြောတဲ့စကားကြောင့်ကိုဟာလူညံ့ဖြစ်သွားလားလူတယောက်ကလာပြီးတော့ကိုယ်မင်းကတော့သိတော်တာပဲလူတော်ပဲလူတော်တယောက်လို့ပြောတယ်သူပြောတဲ့စကားကြောင့်ကိုယ်ဟာလူတော်ဖြစ်သွားလားမဖြစ်နိုင်ဘူးတရားနော်တော်ချင်းညံ့ညင်းဟာကိုယ်မှရှိတဲ့ရည်ချင်းပဲဖြစ်တယ်တော်တဲ့လူကသူပြောလို့တော်တာမဟုတ်ဘူးငိုတဲ့တော်တာညံ့တဲ့ပုဂ္ဂိုလ်လည်းသူပြောလိုက်လို့ညံ့သွားတာမဟုတ်ဘူးငိုတဲ့ညံ့အဲ့တော့ပြောဆိုခြင်းနဲ့မပတ်သက်ဘူးလက်ညှိုးထိုးပြီးတော့ပြောတာတွေနဲ့မပတ်သက်ဘူး